မန္တလေးမြို့ကထာဝရဝိစိန်ရွှေစံရှိမှာတင်းချီရဲ့ပြည်သက်တွေကိုဖျော်ဖြေခဲ့တဲ့အောင်စဘူးနဲ့လူရှင်တော်များဇမင်းသားအောင်စဘူးရဲ့အောင်မြင်မှုတွေကတော့ကြောက်ခမန်းလီလီလို့ဆိုရမှာပါအခုဆိုရင်အောင်စဘူးကမန္တလေးမြို့ကထာဝရဝိစိန်ရွှေစံရှိမှာဖျော်ဖြေခဲ့ပါတယ်အောင်စဘူးတက်ရောက်ခဲ့တဲ့ဝိစိန်ရွှေဆိုင်အထိမ်းအမှတ်ဆိုင်ပွဲကိုတော့မန္တလေးမြို့ကပြည်သက်တွေတင်းနေစီကတက်ရောက်ခဲ့တာပါရွှေမင်းသားလေးအောင်စဘူးနဲ့အဖွဲသားတွေကိုယ်တိုင်လာရောက်ဖွင့်လှစ်ခဲ့တဲ့ထာဝရဝိစိန်ရတနာဆိုင်စိုက်တစ်ကြီးကိုအကွက်15 19လမ်းနဲ့60အေလမ်းတောင်နန်းရှိဘောလုံးကွင်းနဲ့မျက်နှာချင်းဆိုင်အောင်မြေသာဆန်မြို့နဲ့မန္တလေးမြို့မှာယနေ့ဇွန်လ18ရက်နေ့ကအထူးစီကားတိုင်းမြိုက်စွာကျင်းပခဲ့ရမှာပြည်သက်တွေကတင်းချီအားပေးကြတာဖြစ်ပါတယ်။အောင်စဘူးတင်မကပါဘူးလူရှင်တော်ဇောက်ထိုးရွှေမိုးကွန်းတီဖြိုးဖြိုးတို့ကလည်းပြည်သက်တွေအားပေးမှုကိုအထူးခံယူခဲ့တာပါ။ပုံမှန်ဆိုရင်တော့ဒီလိုပွဲမျိုးကိုနေတိုးမြင့်မြတ်အေးချမ်းမောင်အောင်ရဲလင်းစတဲ့မင်းသားတွေပဲတက်ရောက်တာပါအခုတော့အောင်စဘူးပေါ်လာချိန်မှာနာမည်ကြီးရုပ်ရှင်မင်းသားတွေကရွှေဆိုင်ဖွင့်ပွဲအခမ်းအနားတွေကနေပျောက်ကွယ်သွားပြီးဟိုဆိုင်ကလည်းအောင်စဘူးဖိတ်ချင်ဒီဆိုင်ကလည်းအောင်စဘူးဖိတ်ချင်ဖြစ်နေတာပါအောင်စဘူးကိုတချို့ကမနာလို့ဖြစ်ကြပေမဲ့အောင်စဘူးကတော့ပွဲနာချိန်မှာတောင်ရုပ်ရှင်ရိုက်လိုက်အခမ်းအနားပွဲတွေတက်လိုက်နဲ့သိန်းထောင်ချီဝင်ငွေရနေရဖြစ်ပါတယ်မကြသေးခင်ကဆိုရင်အောင်စဘူးရဲ့ရုပ်ရှင်ကစံချိန်တင်အမျက်ငွေရကအောင်မြင်ခဲ့တာပါပြည်သက်တွေကရောအောင်စဘူးရဲ့အောင်မြင်မှုကိုဘယ်လိုမြင်ကြပါသလဲရှင်ကုန်းပေါင်ဇက်ကားမှာပါဝင်ခွင့်မရလို့ကိုရိုင်းငွေကုန်ကြီးချခင်ကဘရင်အောင်ဇက်ကားရိုက်ကူးမဲ့ဖို့ချစ်လက်ရှိအနုပညာအတိုင်းဝိုင်းမှာအတော်လေးလူပြောများနေတာကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးကိုရွှေမန်းဦးဆောင်ပြီးတော့ရုပ်ရှင်မျိုးတော်ကြီးတစ်ခုတိဆောက်ကကြီးကျယ်ခမ်းနားစွာနဲ့ရိုက်ကူးမဲ့ကုန်းပေါင်မင်းဆက်ရုပ်ရှင်ဇာတ်ကားကြီးတွေအကြောင်းပဲဖြစ်ပါတယ်။ဒီဇာတ်ကားတွေမှာထိတ်တန်းမင်းသားမင်းသမီးအယောက်200ကျော်အပြင်ဇက်မင်းသားတွေဖြစ်တဲ့အောင်စဘူးနဲ့စန်းရီမိုးတို့ပါဝင်လာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီလိုခမ်းနားတဲ့ဇာတ်ကားကြီးမှာနာမည်ကြီးဇက်မင်းသားဖိုးချစ်ကိုတော့ဖိတ်ခေါ်ငှားရမ်းထားခြင်းမရှိပါဘူး။ဒါပေမဲ့ဖိုးချစ်ကတော့သူများရဲ့ဇာတ်ကားမှာတရုံမဆောင်ရလို့ဆိုပြီးအားငယ်နေသူမဟုတ်ပါဘူး။သူများစီမှာမကတ်ပဲကိုပိုင်မျိုးရွှေမန်းသားရုပ်ရှင်ထုတ်လုပ်ရေးကနေဒေါ်လာဘီလီယံကြီးအကုန်ကျခံပြီးတော့ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့ဘရင်အောင်မင်းတရားကြီးရဲ့အထုပ်ပတ်တိသမိုင်းနောက်ခံဇက်ကားကြီးကိုကိုရိုင်းဦးဆောင်ထုတ်လို့ရိုက်ကူးသွားမယ်လို့အသိပေးလာပါတယ်။မကြသေးခင်ကပြုလုပ်ခဲ့တဲ့တက်ကြီးတပင်ပညာရှင်များကြော့ပွဲရန်ပုံငွေမှာလည်းဘရင်အောင်ပြဇက်ကိုအကောင်းဆုံးကပြတင်ဆက်ခဲ့ပါသေးတယ်။ကိုရှင်မန်းရဲ့ထုတ်လုပ်ရေးနဲ့အပြိုင်ကိုရိုင်းငွေကုန်ကြီးကြခံပြီးတော့ဖန်တီးမယ်။ဖိုးချစ်ရဲ့ဘရင်အောင်သမိုင်းနောက်ခံဇက်ကားကြီးကရောဘလောက်တောင်ကြီးကျယ်ခမ်းနားနေမလဲ။တခြားဇက်ကားတွေထပ်ပို့ပြီးတော့အောင်မြင်မှုတွေရရှိသွားမလားဆိုတာပြည်သက်တွေနဲ့အတူစိတ်ဝင်တစားဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ပါတယ်ရှင်